ဒါဘာကိုပြောချင်လဲဆိုရင်ဖျားသခင်ကနော်ဒီလောကကြီးမှာလူတွေကိုဒုက္ခပေးတဲ့နတ်ဆိုးလူတွေပူဇော်ပါတာတွေထက်နတ်တွေနတ်မင်းကြီးထက်ကြီးတယ်ဆိုတာကိုလည်းလူတွေကိုသိသိချင်တာဖြစ်တယ်နော်ဒါဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံတို့လိုမျိုးကျွန်တော်အရှေ့တောင်အာရှနိုင်ငံတို့လိုမျိုးကျွန်တော်ဒီအာဖရိကလိုမျိုးနော်ဒီလိုမော်တစီဝိညာဉ်လိုမျိုးဒီအယောင်ကိုလိုက်စားတဲ့နိုင်ငံတွေဖြစ်တဲ့အခါမှာသူတို့မှလည်းသူတို့ရဲ့အတိုင်းအတာအလျောက်တော့သူတို့မှလည်းလုံနိုင်တာရှိတယ်နော်ဖန်ဆားနိုင်တာရှိတယ်ပြူစားနိုင်တာရှိတယ်ကိုယ်လည်းသူပတ်ဆိုင်ကြီးကိုပတ်ဆက်ပေးလိုက်နိုင်တာလည်းရှိတယ်နတ်မလို့ခေါ်တာဘောလေဒီကနေ့ပြောနေတာဒီကနေ့ဆိုရင်နတ်ကမတာမဟုတ်သူကချော့ထားတာလူစာရမဏေလည်းလူအဲ့ဒီဥစ္စာမနော်လုပ်လို့ရတယ်ဘာလို့ဆိုတော့ဒီတချို့ကျွန်တော်တို့ဒီကျောင်းတွေမှာကျေးဇူးထွန်းထုံမှာပဲဖြစ်တယ်သူတို့ဒီဥစ္စာမနော်devil လို့ပြောပါတော့သူတို့အဖွဲ့ရှိတယ်ဒီကျောင်းတွေမှာလက်စည်းရုံးနေတာမင်းတို့ရဲ့ဝိညာဉ်ကိုစာရံရောင်းစားလိုက်မင်းကြိုက်တာဖြစ်ချင်တာမဖြစ်လို့ရတယ်နာမည်ကြီးချင်လားရတယ်ပတ်စံကြီးချင်လားရတယ်ကောင်မလေးတွေများများစားရှိချင်လားရတယ်မင်းဝိညာဉ်ကိုပဲရောင်းစားလိုက်ပါဆိုတော့အဲ့လိုမျိုးလိုက်တော့ဆွဲတာရှိတယ်ဟိုကိုလိုခဲ့တဲ့ကျွန်တော်အတင်းတော့မှပါဝင်ခဲ့တဲ့မိသားစုဆိုသူတတ်တယောက်ပါသွားတယ်လို့မျိုးဆိုတော့သူရောင်းစားလိုက်တဲ့အခါမှာဒါမဲ့သူ့ရဲ့မိသားစုတွေတည်သွားတယ်အတင်းတော်လူကြီးတည်သွားတဲ့အခါမှာကိုရောမြောက်လာသေးဘူးသူ့ဆူတောင်းပေးတာဆူတောင်းပေးတော့စာရန်ကလည်းကျဆွဲတာပေါ့နော်ဒီနေ့ရောက်အဲ့ခလျာဘာစိတ်ကူပေါ့သူ go train လာ go train ရှိမှသွားပြီးတော့ပြေးတာတိုက်တာပေါ့တေးပြီးထင်တာအဲ့ဒါလိုခဲ့တဲ့9နှစ်ကျွန်တော်ရောက်လာခါသားကျွန်တော်နဲ့ဆရာဆောင်းမှုကြီးဖျားเจ้าကအဲ့ဒီစီယုံစစ်အရေးပေါ်ဌာနသွားတာကိုလူကျွန်တော်ထင်တာလုံးဝပဲသူများသူဘာလို့ဒီမျိုးတွေးထိုင်တဲ့နေထားနေတော့မဟုတ်ဘူးရိုးလေးပဲကျိုးကုန်တာဟုတ်ဒီမျိုးထိုင်တဲ့နေထားနေပဲအင်းယူဖြူဒီကမေးနေတယ်ကျွန်တော်ထိုင်မှာဒူထောက်ဆူတောင်းတာအဲ့ပထမဆုံးကြိမ်ကျွန်တော်ဆရာတော့ဂျေးနဲ့တွေ့ရချင်းကျွန်တော်တီဗီထင်တာတီဗီဖျက်နေတယ်အစတက်ရှင်ခွင့်ပေးတယ်ဒါနဲ့မျက်လုံးကွယ်သွားတယ်ဘုထင်းရှိတယ်အဲ့မတိုင်ခင်သူ့ရဲ့ဝိညာဉ်ကိုသွားစာတော်သွားကြောင်းတာစာရကသူ့ရောက်တဲ့လူကိုသူများပြတ်ဆွဲမှသူမကြိုက်ဘူးလေဆိုတော့သူ့ကိုတတ်တည်ချင်းစိတ်ရှောင်လုပ်လိုက်တော့သူကရထိုင်ရှိမှတော့အန်ဒူပြန်တော့ဆက်တယ်မတည်ဘူးလေကြည့်လို့တော့တကယ်ကသူ့ပြန်တော့လို့တာပေါ့နော်ဆိုတော့ဒီနတ်ဆိုးဝိညာဉ်ဆိုးတွေကိုလည်းဘုရားသခင်ကရှိတယ်အဲ့ဒီဘုရားသခင်ကသူတို့တော့ဟုတ်တာပေါ့နော်ဒီလိုမျိုးအခွင့်တော့လောလောဆယ်တော့အခွင့်ပေးထားတာရှိတယ်နော်ဒါပေမဲ့ကျွန်တော်တို့လူသားတွေကအခွင့်အခုချိန်မှာလည်းကျွန်တော်တို့နောက်တရောက်ဖို့ချိန်ရှိသေးတယ်နောက်ဆိုဘယ်တော့ပဲရှိကွာဖျားနဲ့မှန်တယ်လို့တဲ့ဆိုတော့ဖျားခင်ကလက်ဆိုးဝိညာဉ်တို့ကြားတဲ့နေကျွန်တော်တို့ပြန်ပြီးတော့ဆွဲယူမှာပဲနော်ဒီရဲ့မြစ်တာဖျားရဲ့မြစ်တာကဆိုးရတဲ့သူသားသမီးတွေလည်းမကုန်သေးဘူးနော်ဖျားရဲ့ချစ်ချင်းမြစ်တာကဘယ်ဥစ္စာမှကျွန်တော်ခွဲလို့မရဘူးဆိုတော့ကိုယောမ38 39နဲ့ဖတ်ကြည့်ယောမခန်းကြီး8ခန်းငယ်38 39ရောခန်းကြီးရှိခန်းငယ်38 39နော်အကြောင်းမူကားတည်ခြင်းဖြစ်စေတက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်ဖြစ်စေအထုပ်အမြတ်ဖြစ်စေအာနာတကိုဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တန့်တော်အရာဖြစ်စေအမြင့်ဖြစ်စေအနိမ့်ဖြစ်စေဤအရာမှစ၍အဘယ်နမိတ်တရားများလဲငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဘုရားခင်၏မြတ်တော်နှင့်ငါတို့ကိုမကွာစေနိုင်ဟုငါသည်သဘောကျခဲ့ရှိနမိတ်တရားမြားတဲ့ຢာတွေကောမမြားတဲ့ຢာတွေကောနော်ဖြစ်မဲ့ຢာတွေကောဖြစ်မဲ့ပြຢာတွေအားလုံးကကျွန်တော်တို့ဘုရားဗိုင်းမြစ်တာနဲ့ခွဲလို့မရဘူးလေယေရှုရဲ့မြစ်တာနဲ့ယေရှုမြစ်တာနဲ့ခွဲလို့မရဘူးကျွန်တော်တို့ကကြတော့စာရမဏေတော့သူစီပါအောင်လို့ဒီဆွဲမှာပဲဒါပေမဲ့သူစီကျွန်တော်ခရစ်တော်ယုံလိုက်တဲ့အခါမှာကြတော့အစကကျွန်တော်မယုံခင်ကျွန်တော်သူ့လူတွေလေဒါပေမဲ့မွေးတဲ့လူတွေကလောကမှာမွေးတဲ့လူတွေအကုန်လုံးကမွေးကလေးကစာနာတဲ့လူအော်တိုမက်တစ်ဖြစ်ထားနေတာတိုးတော့ကိုရောကိုကျွန်တော်ယေရှုခရစ်ကျွန်တော်လက်ခံရကြည်တဲ့အခါမှာပဲကျွန်တော်ကဖျားသားသမီးတွေဖြစ်တဲ့အခါမှာစာရမဏေကကျွန်တော်ပြန်မဆွဲချင်တာဖြစ်တယ်နော်ဒါကြလိုက်ကိုငါ့ကိုကျွန်တော်ဆက်ကြည့်မယ်တစိတ်ခတ်ခြင်းကိုမခံတော့သူတို့ကတက်ရတော့အခွင့်မရှိငါလာပတ်လုံးပြင်းစွာသောဝေဒနာဖြစ်စေသောအခွင့်ရှိထိုချိုင်းကောင်ဖြစ်စေသောဝေဒနာတွေကကိမိကောက်သည်လူကိုထိုးသောဝေဒနာကဲ့သို့ဖြစ်သည်ဆိုတော့အခုနညင်းဆဲမှုခံရတဲ့လူဖျားသားမြတ်မညင်းဆဲခံရဘူးဒါပေမဲ့အခုကျတော့
တစိအထုမခံတဲ့လူတွေကတော့အငင်းဆဲဖို့ဖျားခင်ကအခွင့်ပေးထားတယ်နော်ရှင်ဟန်ကတယ်ပေါ့နော်ဒီနတ်ဆိုးဝိညာဉ်တွေကသူကကျိုင်းကောင်ကဲဆိုမြင်ရတာဖြော်ပြရတဲ့အခါမှာအဲ့ဒီကျိုင်းကောင်ကကြိုက်တဲ့ဝေဒနာကရှင်းပြကျိုင်းကောင်ကဆိုလူလိုက်ကြတာမဟုတ်အဲ့ဒီအပင်လိုပဲယူပြီးတော့စားလာဒါပေမဲ့ဒီကျိုင်းကောင်ကသူတွေ့ရတဲ့ကျိုင်းကောင်ကလူကြိုက်တယ်မကြိုက်တဲ့ဆိုမဲ့ရိုးရိုးသူ့ရဲ့အာနိသင်ကရိုးရိုးဝေဒနာနဲ့မတူကင်းမကောက်ထိုးလိုမျိုးနာကျင်တယ်ကင်းမကောက်ထိုးခံဘူးလားမသိဘူးပူပြီးတော့လေဖြင်းဖြစ်သွားလေဟုတ်လားတချို့ကမနာဘူးကြာ ဟိုလူ ကေး3ကေးอ่ะတချို့ကကေး တကယ်ပြီးတယ်ကျွန်တော်အဖြူပြီးတယ် ကျွန်တော်ကကင်းနီပြီးတယ် ကျွန်တော်ကင်းချင်များလားကင်းချင်များကျွန်တော်ခါကဲမှာဘူးဒါပေမဲ့ကင်းကဲကျွန်တော်ဖျက်တက်လာပဲကင်းအဲ့ဒါတော့ရက်3ရက်တော့ခံရ တော့ခံရတယ်ကျက်တူနီနဲ့အုတ်ထားတယ်မှာညာပြောတာပဲကျွန်တော်ပြင်လို့ခဏခဏကြိုက်တာဆိုတော့ဒီမျိုးဒီတော့နော်ဒီကြိုက်တဲ့ဝေဒနာကဘာလဲဆိုရင်ကီမီကယ်ခိုးခံရလိုမျိုးဝေဒနာဆိုတော့အဲ့ဒါနတ်ဆိုးရဲ့ညင်းစေချင်းပုံစံမျိုးပေါ့နော်ဒီနတ်ဆိုးရဲ့ညင်းစေချင်းကိုကျော်ကိုကနာရဲ့ဝေဒနာလည်းခံရရှိလိုမျိုးလောရဲ့ကျွန်တော်စိတ်ပဲဆိုင်မှာလည်းဝေဒနာရှိတယ်ဒီခါလေစာနာကကျွန်တော်တို့အရေးပြောက်ထိတာရှိတယ်ဒါကြတော့ကိုယ့်ရဲ့တွေးခေါ်ဖြစ်တယ်ကြောက်လူယူသွတ်သွားတယ်ဆိုတာကိုတွေ့ဘူးရမလားဘာမှကိုစိတ်ပြောက်သွားလေယူသွတ်သွားဆိုတဲ့ခါကျတော့ကျွန်တော်တို့ထင်တာကြတော့တွေးလေပုံမှန်မပုံမှန်ဖြစ်လို့ဖြစ်သွားလို့ထင်မယ်လေဒီခါကျတော့လေနှက်ပူးတာလို့အဲ့ဒါဆိုရင်လေအဲ့ဒါလေဖြစ်တာပဲနော်ဒါကြောင့်မို့ဒီယူတဲ့ဥစ္စာတစ်ခါကျတော့အဲ့ဒီအယူထောင်သွားပို့စိတ်တိုက်လဲမကောက်တဲ့အယူတွေရှိတယ်တကယ်တက်တိနားတယ်တဲ့ဟိုတော့နော်ဒီဝိညာဉ်ရမှာအဆင်ရှိတဲ့ဆရာကြီးလာပြီးတော့ယေရှုနာမနဲ့တေးချစ်ဆူတောင်းပေးတဲ့ခါမှာပဲမထွက်ချင်တဲ့ကုံယုံတော့ထွက်သွားတာရှိတယ်ဘာစိမမနေဘူးအဲ့လိုမျိုးရှိတယ်ချူကြဝေသွားတဲ့ခါမှာအားအရင်ရှိတာလူစားကြည့်ရတာပိပိသေးသေးလေး2ယောက်ကင်လည်းမနိုင်3ယောက်ကင်လည်းမနိုင်အဲ့လိုမျိုးလေဒါပေမဲ့ထွက်သွားတဲ့ခါမှာကျတော့မောပြီးတော့ကြံခဲ့တာရှိတယ်အဲ့လိုမျိုးကျိုးတောင်ပြုံးပွဲနှက်ပွဲတွေမှာလည်းအဲ့လိုရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့ကိုခန္ဓာကိုလည်းသူတိုက်ခဲ့တာရှိမယ်အကွေးကိုစိတ်ပိုင်းကိုလည်းသူကတိုက်ခဲ့တယ်နှစ်ခုစလုံးတော့ဖြစ်နိုင်တာပေါ့နော်ဒီအမှုကြီးကင်းကြိုက်တဲ့ကိစ္စကဆိုတော့ကျန်းစာထဲမှာဆိုတဲ့ဒီနှက်ဆိုးတိုက်ခဲ့တဲ့ခါရဲ့လူရဲ့စိတ်ဝိညာဉ်လည်းတိုက်တယ်လူရဲ့ဟိုဥစ္စာပေါ့နော်ဒီစိတ်နဲ့ဝိညာဉ်ပိုင်းကိုတိုက်တယ်မာကုအခန်းကြီး9အခန်းငယ်1နဲ့4မှာလည်းပါတယ်ဒါပေမဲ့စိတ်နဲ့ဝိညာဉ်ကိုတိုက်ရင်ပဲလေကိုခန္ဓာလည်းထိတာပဲနော်မာကုအခန်းကြီး9နှစ်ကနေ9ကိုဖတ်ကြည့်ရှင်မာကုခရစ်ဝင်အခန်းကြီး9အခန်းငယ်1ကနေ9မာကုဒီမာအန်ဒီမာကုဆန်တို့ရဲ့စခန်းခီတူရဲ့ခန်းကြီး9နှစ်ကနေ9ခန်းကြီးနှစ်ကနေ9နော်ယေရှုသည်လေတွေကထွက်ကြတော်မူသောခဏချင်းတွင်ညှဉ်းညူးသောနတ်ဆွဲသောသူသည်တင်ကြိုင်တစားပြင်မှထွက်လာ၍ကိုယ်တော်ကိုဖြီးဦးကျူပြုလေထိုသူသည်တင်ကြိုင်တစားပြင်၌နေတတ်၏သူ့ကိုတန်ကြိုးနှင့်ပင်အဘယ်သူမျှချီ၍မနိုင်ခြေချင်းတန်ကြိုးနှင့်အဖန်များစွာခြီဆန်းတော်လဲတန်ကြိုးကိုဆွဲဖြတ်၍ခြေချင်းကိုဖြဲတတ်၏သူ့ကိုရည်စေခြင်းကအဘယ်သူမျှမတတ်နိုင်နှင်းညမပြတ်တင်ကြိုင်တစားပြင်၌၎င်းလောင်ပေါ်၌၎င်းဟစ်ကြော်လျက်ကြောက်စောနှင့်ကိုယ်ကိုရှာစေတတ်ဆက်စီလျက်နေတတ်၏တဲ့ညာတယ်နော်ညာတယ်ဆိုတော့သူ့ကိုသူကတော့သူကဘာမှလူစိတ်မရှိတော့ဘူးဝင်ပြီးဟိုကောင်အားနဲ့တန်တယ်ခုနပြောလို့မျိုးနော်တန်ကြိုးနဲ့ချီဖိုးတမန်ရှင်လို့မရဘူးလေခြေတော့ခြေတာဖိုးပြောတော့မယ်နောက်ပြီးသူ့ကိုခန္ဓာလည်းအမှဆိုသူကအဲ့နတ်ဆိုးကသူများကိုသူကဝိညာဉ်ဖြစ်တဲ့အခါမှာသူ့ကိုခန္ဓာသူလို့မရသူများကိုခန္ဓာနဲ့မှာဝင်ရတယ်ဆိုတော့သူများကိုခန္ဓာဝယ်လဲသူသွားလို့တော့ဘာလို့လဲကြောက်တယ်မတဲ့ခရက်အဲဒီတွေးလဲထွက်လဲသူလည်းမနာဘူးလေနော်တချို့ဆိုရင်ဘာလဲကျွန်တော်တို့ဒီတဲ့ခါကကျွန်တော်တရုတ်မီနင်းပွဲမှာတော့ကလာမီနင်းမှာတော့တရုတ်တက်လို့စားပါမဆိုစတဲ့ထဲတာပဲလေတဲ့တိုးချောင်းလိုက်ဝင်သွားတယ်ဓာတ်ချောင်းလိုက်ဝင်သွားတယ်ဒီခါကကျတော့ဒါပဲ10ပေါင်တူနဲ့လေပါစက်နဲ့ထဲတာဒီနေ့ပေါက်ပဲ10ပေါင်တူထဲတာလေအေးနောက်မှလည်းအဲ့ဒါလည်းရှိတယ်ဝိညာဉ်ပဲလေဟုတ်ကဲ့ဗါတယ်ဒီဗါတယ်10ရက်လား9ရက်လားအတိတ်ကချပြီးတော့သွားလို့ရင်ရတယ်ဆိုတာအဲ့ဒါတွေလည်းရှိတယ်နော်